ရှာကြုံတွေ့ရတဲ့ဝေဒနာတွေရဲ့ဝမ်းနည်းမှုများပြည့်တဲ့နေလို့လောကလိုက်ခီဘယ်လိုရှောင်းလဲစိတ်ပြတ်မှုနဲ့ဆုံးရှုံးမှုများအကုန်ဆုံးနိုင်တယ်လောကဒဏ်ခီတဲ့ရှစ်စေရမယ်လက်ခီများကိုလို့တမာရီအားနဲ့ရှောင်းပါလေမမငင်းနဲ့စိတ်ပြေရင်လဲလေကိုယ်တော့စိတ်ခိုင်းတာဆက်ရှောက်ပါလေဘယ်တော့မငင်းနဲ့စိတ်ပြေရင်လဲလေကိုယ်တော့စိတ်ခိုင်းတာဆက်ရှောက်ပါလေရာရာတိုင်းမှာကိုယ်တော်ဆောင်မမယ်ဒီလိုလှုပ်ချင်သည်အောင်မြင်မှုပဲစိတ်ပြတ်မှုနဲ့ဝမ်းနည်းမှုများအကုန်ဆုံးနိုင်တယ်လောကဒဏ်ခီတဲ့ရှစ်စေရမယ်လက်ခီများကိုဘလို့တမာရီအားနဲ့ရှောင်းနိုင်မလဲဘယ်တော့မှမငင်းနဲ့စိတ်ပြေရင်လဲလေကိုယ်တော့စိတ်ခိုင်းတာဆက်ရှောက်ပါလေဘယ်တော့မှမငင်းနဲ့စိတ်ပြေရင်လဲစိတ်ခိုင်းတာဆက်ရှောက်ပါလေရာရာတိုင်းမှာကိုယ်တော်ဆောင်မမယ်ဒီလိုလှုပ်ချင်သည်အောင်မြင်မှုပဲဒီလိုလှုပ်ရှင်ပြေသွားလိမ့်